မြန်မာ့စွာကဘာကသိစေခဲ့တဲ့ UFC 328 ချန်ပီယံကာကွယ်ပွဲဒီနေ့ကမြန်မာကစားလောကအတွက်တင်မကပဲတကမ္ဘာလုံးက MMA ပရိသတ်တွေတတိထားမိသွားတဲ့သမိုင်းဝင်နေ့တစ်နေ့ဖြစ်ခဲ့ပါတယ်။ အမေရိကန်ပြည်ထောင်စုနယူးဂျာစီမှာကျင်းပခဲ့တဲ့ UFC 328ရဲ့ Co-Main Event မှာကျမတို့ရဲ့မြန်မာကွန်ဆောင်ချင်းနွယ်ပွားဖိုက်တာဂျူရှာဗန်ဟာသူ့ရဲ့ Flyweight ချန်ပီယံခပတ်ကိုပထမဆုံးချိန်ကာကွယ်ဖို့အတွက်ထွက်ပေါ်လာခဲ့ပါတယ်။ ပြိုင်ဘက်ကတော့ဂျပန်နိုင်ငံရဲ့တော်ဆောင်ဖိုက်တာတူဖြစ်တဲ့ Tatsuro Taira ဖြစ်ပါတယ်။ဒီပွဲကဂျိုရှာဗန်အတွက်တော့သူဟာကံကောင်းလို့ချန်ပီယံဖြစ်လာတာမဟုတ်ဘူးဆိုတာကိုတကမ္ဘာလုံးရှိမှသက်သေပြမယ်ပွဲကြီးပွဲကောင်းလေးဖြစ်ပါတယ်။ပွဲဆက်စားချိန်ပထမအချိန်မှာတော့ဂျပန်ဖိုက်တာ Taira ကသူ့ရဲ့ထုံးစံအတိုင်း ground game နဲ့ဂျိုရှာဗန်ကိုအတော်လေးဖိအားပေးခဲ့ပါတယ်။တန်စကာဘေးမှာတင်းဝင်လုံးပြီးချုပ်ကွက်တွေသုံးဖို့ကြိုးစားခဲ့လို့ပထမအချိန်မှာတော့ Taira က ground control time အသာစီးရပြီးအမှတ်သာခဲ့ပါတယ်။ဒါပေမဲ့ဒုတိယအချိန်မှာတော့ပွဲရစပြီးအရှိန်တက်လာပါတယ်။ဂျိုရှာဗန်ရဲ့ထိချပြတ်သားတဲ့လက်သီးတွေကထာရာကိုထိထိမိမိစတင်တန်ရာရစေခဲ့ပါတယ်။ထာရာကမြေပြင်မှာလဲကျသွားတဲ့အထိဂျိုရှာဗန်ရဲ့လက်သီးတွေကအားပါခဲ့ပြီးဒုတိယအချိန်မှာတော့ဗန်ကပြန်ပြီးအသာစီးရလာခဲ့ပါတယ်။တတိယအချိန်မှာတော့ဂျိုရှာဗန်ဟာတကယ်ချန်ပီယံတစ်ယောက်ရဲ့ခြေလမ်းတွေကိုပြ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 သခဲ့ပါတယ်။သူ့ရဲ့ထိုးချက်တွေကြောင့်ထာရာတကူလုံးသွေးချင်းချင်းနီလာခဲ့ပြီးပွဲရဒီချီမာရင်ပြီးသွားတော့မလားလို့တောင်ထင်ကြရပါတယ်။စတုဒ္ဓချီမှာတော့ထာရာကအမှတ်ပြန်ရဖို့အတင်းဝင်လုပ်ပြီး ground control time ယူဖို့ကြိုးစားခဲ့ပေမဲ့ဂျိုရှာဗန်ကပါနှက်နဲ့ရုံထွက်နိုင်ခဲ့ပါတယ်။အကွာဝေးကိုကောင်းကောင်းထိန်းချုပ်ပြီးသူအားတန်တဲ့ striking ပိုင်းတွေပဲပြိုင်ဘက်ကိုအလုပ်ပေးခဲ့တာပါ။နောက်ဆုံး၅ချိန်မြောက်ဆုံးဖြတ်ချိန်မှာတော့ဂျိုရှာဗန်ဟာပိုပြီးကြမ်းတမ်းလာပါတယ်။ထာရာကတော့အားကုန်နေပြီဖြစ်လို့ဝင်လုံးဖို့ကြိုးစားတာတွေကအရာမထင်တော့ပါဘူး။ပွဲပြီးဖို့10မိနစ်နဲ့32စက္ကန့်လိုမှာတော့တကွင်းလုံးကိုဟိုးကျော်သွားစေတဲ့ဂျိုရှာဗန်ရဲ့ပြင်းထန်တဲ့အလဲထိုးချက်ထွက်ပေါ်လာခဲ့ပါတယ်။ Tatsuro Taira လဲကျသွားပြီးဒိုင်လူကြီးပွဲရက်လိုက်ရတဲ့အချိန်မှာတော့ဂျိုရှာဗန်ဟာ Flyweight ချန်ပီယံခပတ်ကိုအောင်မြင်မြင်ကာကွယ်နိုင်ခဲ့ပြီဖြစ်ပါတယ်။ပွဲပြီးအင်တာဗျူးမှာတော့ဂျိုရှာဗန်ကမြန်မာပရိသတ်တွေကိုကျေးဇူးတင်ပါတယ်။ခင်ဗျားတို့ချန်ပီယံထပ်နိုင်သွားပြီလို့ဂုဏ်ယူစွာပြောကြားခဲ့ပါတယ်။လက်ရှိမှာအသက်24နှစ်အရွယ်ရှိပြီဖြစ်တဲ့ဂျိုရှာဗန်ဟာ UFC မှာ9ပွဲဆက်တိုက်အနိုင်ရထားပြီးစုစုပေါင်းမှတ်တမ်း17ပွဲမှာ10ပွဲနိုင်1ပွဲရှုံးနဲ့ကမ္ဘာ့စံတန်းတစ်ခုထပ်မံရောက်ရှိသွားခဲ့ပါပြီ။ဒါဟာမြန်မာ MMA လောကအတွက်ကြီးမားတဲ့အောင်မြင်မှုဖြစ်တယ်လို့ရှေ့ဆက်ပြီးလည်းဂျိုရှာဗန်စီကနေဒီထက်မကတဲ့အောင်မြင်မှုတွေယူဆောင်လာပေးအောင်မှသိကြပါပဲ။အားလုံးပဲမြန်မာကုံဆောင်ဂျိုရှာဗန်အတွက်အတူတူဂုဏ်ပြုပေးလိုက်ကြရအောင်ပါ။